နိုင်ဖုန်ကြီးတက်လို့တေးရတဲ့ကျောင်းအလူရှင်ဓာတ်ကမရဲ့ရက်လဲကိုမေလ29ရက်နေ့ကသူနေထိုင်ရာမင်္ဂလာတုံကနေအိမ်မှာပြုလုပ်ခဲ့ပါတယ်။တိမ်ကျောင်းဒကမကိုကျောင်းနိုင်ဖုန်ကြီးကမတော်မတရားကြံစီတာမှာဒကမကညှင်းဆန်ထွက်ပြေးတာကြောင့်နောက်ကလိုက်ခါမသိမချင်းဓာတ်နဲ့ခုတ်တက်တဲ့ဖြစ်စဉ်ကတေဆုံးသူအသက်48နှစ်အရွယ်ဒေါ်တီရာအောင်ရဲ့ရက်လဲကိုမေလ29ရက်နေ့ကမင်္ဂလာတုံမြို့နယ်ရှိသူတို့ရဲ့နေအိမ်မှာပြုလုပ်ခဲ့တာပါဖြစ်စဉ်ကပြီးခဲ့တဲ့မေလ22ရက်နေ့မနက်10:00နာရီဝန်းကျင်အချိန်ကရန်ကုန်တိုင်းဒေသကြီးလဲကူမြို့နယ်စခန်းကြီးကျေးရွာရွှေအင်တုံကျေးရွာအုပ်စုကအောင်ဘုံပြည့်ဖုန်ကြီးကျောင်းမှာဖြစ်ပွားခဲ့ပြီးကျူးလွန်သူကအသက်40နှစ်အရွယ်ဖုန်ကြီးဘွဲ့အမည်ဦးတမ္မာစာရာလူအမည်တန်းဦးကဒကမကိုမတရားကျင့်ဖို့ကြံစီရမှာလက်မခံလို့တတ်တယ်လို့လည်းနီးစပ်သူတွေကပြောဆိုကြပါတယ်ဒေါ်တီရာအောင်မိသားစုကအဆိုပါဖုန်ကြီးကျောင်းခွဲထွက်ထူထောင်နိုင်ရေးအတွက်ဝိုင်းဝန်းပေးနေတဲ့အမာခံတက္ကမတွေဖြစ်ပြီးကျောင်းမြေနေရာကျောင်းဆောင်ကားစတာတွေပါလှူဒန်းထားသူတွေလို့လည်းသိရပါတယ်ဖြစ်စဉ်ဖြစ်တဲ့နေ့ကဖုန်ကြီးကျောင်းမှာတရားအားထုတ်ရင်းနေထိုင်တဲ့ဒေါ်တီရာအောင်ရဲ့မိခင်နေမကောင်းလို့ဆိုပြီးဖုန်ကြီးကလာရောက်ခေါ်ဆောင်တာကိုဒေါ်တီရာအောင်ကလိုက်သွားရကကျောင်းကိုရောက်ချိန်ဖုန်ကြီးဖြစ်သူကကျောင်းရှိကိုရင်တွေကိုစွန့်ခံထွက်ခိုင်းတယ်လို့ဒကမကိုလည်းသင်ငန်းလျှော်ပေးဖို့ခိုင်းပြီးရေချိုးခန်းထဲမှာအာရမပြုတ်ဖို့စူးစမ်းရကညင်းဆိုထွက်ပြေးရင်ရုံရင်းဆန်ခတ်ဖြစ်တာကြောင့်နောက်ကလိုက်ခါမသိမချင်းဓာတ်နဲ့15ချက်ခန့်အထိခုတ်တက်တာလို့လည်းနီးစပ်သူတွေကပြောဆိုကြပါတယ်ကျူးလွန်ပြီးတဲ့နောက်ထွက်ပြေးခဲ့ပေမဲ့အမြန်လန်း15မိုင်ဖျားအနီးမှာပြန်လဲဖမ်းပြီးကလှဲကူမြို့မှာရဲစခန်းကကျောင်းနိုင်ဆရာတော်ကိုလူဝတ်လဲစေပြီးမရိမှုသာသနာတော်ညွှန်နှွမ်းစေမှုလူတက်မှုစတဲ့ပုံမှန်3ခုနဲ့အမှုဖွင့်တရားစွဲဆိုစစ်ဆေးနေတယ်လို့လည်းသိရပါတယ်။